စောင်းတွင်းတိုင်းအဖေကကျွန်တော်ကိုအဲ့ဒီရေခဲပြင်အိုင်ကြီးစီခေါ်သွားပြီးငါးများလေးရှိတယ်ကန်းဆက်နာမှာအပေါက်ဖောက်ငါးများတန်ကိုအသင့်ပြင်ပြီးရင်ကျွန်တော်ခေါင်းကိုပုတ်ပြီးပြောတတ်တယ်သားရေခဲပြင်လဲနားမှာဘယ်တော့မှအပေါက်မဖောက်နဲ့အထဲပြုတ်ကျသွားလိမ့်မယ်ကျွန်တော်လည်းပြုံးပြီးအဖေပြောတဲ့အတိုင်းပဲကန်းဆက်နာမှာပဲအမြဲငါးများခဲ့တယ်ဒါပေမဲ့တစ်နှစ်ရဲ့နွေရာသီမှာတော့အဖေကအစအနာမရှိပျောက်ဆုံးသွားခဲ့တယ်ကျွန်တော်လားနဲ့ချီပြီးငူခဲ့ရတယ်နှစ်တွေကြာလာတာနဲ့အမျှအဖေကိုဘယ်တော့မှပြန်မတွေ့ရတော့ဘူးဆိုတာကိုလက်ခံလိုက်ရတယ်ဒါပေမဲ့အနှစ်ဆက်ကြာပြီးတဲ့နောက်မှာတော့ကျွန်တော်ရဲ့8နှစ်အရွယ်သားလေးကငါးများခြင်းတယ်လို့ပြောလာတယ်ကျွန်တော်မလွင့်ပစ်ပဲတင်ထားခဲ့တဲ့အဖေရဲ့ငါးများတဲ့အဟောင်းလေးကိုအနှစ်20အတွင်းပထမဆုံးအကြိမ်ပြန်ကင်လိုက်မိတယ်သားကိုအဲ့ဒီရေခဲပြင်အိုင်ကြီးစီခေါ်သွားပြီးကန်းဆက်မှာထိုင်နေရင်ပြုံးမိတယ်ငယ်ဘဝရဲ့အကောင်းဆုံးမှတ်တရတွေကကျွန်တော်စီတိုးဝင်လာလို့ပေါ့ကျွန်တော်ကသားကိုပြောပြတယ်မင်းရဲ့အဖိုးကအဖေကိုကန်းဆက်မှာပဲအမြဲအပေါက်ဖောက်ဖို့အလဲမှာဘယ်တော့မှမဖောက်ဖို့တင်ပေးခဲ့တာအဖေကျွန်တော်ကိုပြခဲ့တယ်လို့မျိုးပဲရေခဲကိုအပေါက်ဖောက်ပြီးသားကိုပြလိုက်တယ်ဒါပေမဲ့ကျွန်တော်မျက်စိတစ်ချက်အလွှဲမှာတင်သားကရေခဲဖောက်တဲ့ကိရိယာကိုကင်ပြီးအလဲစီကိုပြေးသွားတော့တာပဲသူကအလဲတက်မှာအပေါက်ဖောက်ဖို့လုပ်နေတာအလဲနားမှာဘယ်တော့မှအပေါက်မဖောက်နဲ့အထဲပြုတ်ကျသွားလိမ့်မယ်ဆိုတဲ့အဖေစကားကိုပြန်ကြားလိုက်ရပြီးကျွန်တော်မျက်နှာထိတ်လန့်တုန်လှုပ်သွားတယ်နောက်ထပ်လူတစ်ယောက်ကိုထပ်မဆုံးရှုံးနိုင်တော့လို့တားစီပြေးဖို့ထွက်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတားကရုတ်တရက်ရက်သွားပြီးအလဲကရေခဲပြင်ကိုထိုးပြတယ်ဖေဖေရေခဲအောက်မှာတခုခုတွေ့တယ်တဲ့ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားတယ်အနားကိုတွားကြည့်လိုက်တော့ရေခဲအောက်မှာကားတစ်စီးရဲ့ပုံတံကိုမြင်လိုက်ရတယ်ပွင့်နေတဲ့ကားမှန်ပြတင်းပေါက်ကနေလက်တစ်ဖက်ကတွဲလောင်းကျနေပြီးရင်ထဲမှာဆိုးဝါးတဲ့ခံစားချက်ကြီးဝင်လာတယ်တုံရင်နေတဲ့လက်တွေနဲ့ရဲစီချက်ချင်းဖုံးဆက်လိုက်ရတယ်တားကတော့အဲ့ဒါဘာလဲဆိုတာကိုခဏခဏမင်းနေတော့မယ်ရဲတွေကကားကိုရေခဲပြင်ပေါ်ဆွဲတင်လိုက်ပြီးအထက်ကအလောင်းကိုကျွန်တော်မြင်လိုက်ရတယ်ဘသူလဲဆိုတာတဲတဲကွဲကွဲမသိရပေမဲ့ကျွန်တော်ချွေးတွေပြန်ပြီးခြေထောက်တွေတုံနေခဲ့ပြီးတားကတော့ဘသူမှဘာမှမပြောပြသေးလို့စူးစမ်းစိတ်လှုပ်ရှားတဲ့မျက်နှာနဲ့ဟိုတီကြည့်နေတော့အဲ့ဒီအချိန်မှာပဲရဲရရှိကတီးတန့်ဆိုးဝါးတဲ့မျက်နှာပေးနဲ့ရှောက်လာပြီးဒီအလောင်းကခမားဖေရဲ့လုတ်ဖို့ကင်ဖတ်ဟောင်းရဲ့အလောင်းပဲသူကခမားဖေပျောက်ဆုံးသွားတဲ့အဲ့ဒီရက်တစ်ပတ်မှာပဲပျောက်သွားခဲ့တာလို့ပြောတယ်ကျွန်တော်ခြေထောက်တွေခွေကျသွားပြီးဒါကဘာထိပ်ပဲလဲလို့မေးလိုက်မိတယ်ရဲကငုံကြည့်ပြီးဓာတ်တစ်ချောင်းပါတဲ့လုံကြုံအောင်ပိတ်ထားတဲ့အိတ်ကိုထုတ်ပြတယ်ကားထဲမှာလူတက်လက်နက်ကိုတွေ့ရတယ်အဲ့ဒီအပေါ်မှာခမားဖေရဲ့လက်ပွေတွေပါနေတယ်တကယ်စိတ်မကောင်းပါဘူးဒါပေမဲ့ခမားဖေကဒီလူကိုတတ်ခဲ့တာပါသူပျောက်ကွယ်သွားတာလဲဒါကြောင့်ဖြစ်ဖို့များပါတယ်တဲ့ကျွန်တော်ရဲကိုကြည့်လိုက်ပြီးအခြေအနေကိုသဘောပေါက်သွားလို့အပြုံးတွေပျောက်ဆုံးသွားတဲ့တားရဲ့မျက်နှာကိုကြည့်လိုက်မိတယ်သူ့အဖိုးကလူတက်သမားဖြစ်နေခဲ့တာကျွန်တော်ခြေပြက်လက်ပြက်နဲ့ရေခဲပြင်ပေါ်လဲကျသွားခဲ့တယ်အဖေကကျွန်တော်ကိုဘာလို့နားမှာဘယ်တော့မှအပေါက်မဖောက်နဲ့လို့ပြောခဲ့လဲဆိုတာကိုနောက်ဆုံးတော့ကျွန်တော်နားလည်သွားခဲ့ပြီ